ကိုက်ချင်တယ်မလား ဟုတ်ကဲ့ ရော့မကိုက်နေကိုက်နေရော့ အဲ့လိုဒဲကြတော့ကြိုက်ရတာပညာမပါဘူးတော့နောက်တစ်ခေါက်မှကြိုက်တော့မယ် ရပ်သူလေးလေ ဟာမလဲဟာ အာဟုတ်လေလား ဟာ အာချစ်လိုက်ချစ်လိုက်တော့တခင်ကိုချစ်လားတခင်ကိုချစ်လားပြောလိတခင်ကိုချစ်လား ဘာဖြစ်တာလဲ တခင်ကိုချစ်လား တခင်ဘုံအောင်ကုန်နေလေအေးစေးနေဗျာကွာကိုဟာရဟိုမှာမမကြီးစုတို့ဖွဲ့ကားနေပြီဟာဘယ်နဲ့မမကြီးစုရမှာတော့ပေါက်တက်ကဲရှောက်ပြောပြန်ဟုတ်ပါတယ်ဆိုမင်းကလည်းသူတို့အဖွဲ့နာမည်တောင်ငါမေးနေဘာဖွဲ့ဘလက်ပင်လို့ခေါ်တယ်ဒါတော့မသိဘူးမမကြီးစုအဖွဲ့က4ယောက်တည်းဟိုမှာနစ်မကြီးတို့အဖွဲ့က9ယောက်တောင်ကဲငါလေးရေမင်းဆက်တစ်ခါကဲငါအသက်အခါတရကဲတော့ငါတက်လေးကူးလေဟဲ့ကူးလေကွာဟဲ့ဟာအေးငါအသက်အခါတရမကဲခိုင်းတော့ဘူးမင်းအသက်ရှင်ရပြီကူဟာလုံးကြပါဦးတေးဝါးလားမသိဘူးမျက်နှာချင်းဆိုင်လမ်းမှာတွေ့တာရှောင်းလွဲစရာလမ်းမှာကျင်းမြောင်းလို့မိကွယ်ဘယ်လိုလုပ်ကြမလဲနေရင်သွားမလားငါရင်သွားမလားသွားနေရင်သွားလိုက်နေမသွားလားနေမသွားရင်ငါသွားမယ်ပြန်မပြောနားမထောင်နဲ့ဘလို့လူမသားတယ်မသိဘူးငါဆိုလို့ရှိရင်ခက်နဲ့ဘဝကိုကြိုးစားရုန်းကန်ခဲ့တာအကိုဦးရဲ့အေးကွာမင်းစားတော့ဆိုင်နေဒီဇိုင်းပြီးဒီဇိုင်းဖွင့်ပြီးချမ်းသာသွားတာအားကြတယ်တကယ်ချင်းရာဒါနဲ့မင်းအရင်ကြီးကဘယ်ရတယ်။ဩအဲ့ဒါတော့ငါဖေဖေနဲ့မမေထုတ်ပေးတာပေါ့ကွာမမြောင်ကျွန်တော်တောင်းထားတဲ့အဖြေလေးမပေးသေးဘူးလားကျွန်တော်။ဘာဖြစ်လဲ။ရုပ်ကွာအဲ့ချင်မှုတူရုံနဲ့ကျွန်တော်ရုပ်ကအမေမွေးတဲ့ကဒီရုပ်ပဲလေမမြောင်ရဲ့ကိုရုပ်ကလည်းမှန်နဲ့ပြန်ကြည့်အောင်မကြည့်ချင်ဘူးဗျာကျွန်တော်ရုပ်လည်းမကြည့်ချင်ဘူးတခြားကြောင်တွေရုပ်လည်းမကြည့်ချင်ဘူးမမြောင်ပြတာပဲကြည့်ချင်ဘာပြမှာလဲပြုံးပြဆင်မတော့တက်နေသွားတယ်သူ့ကြီးနဲ့ sorry ပါအန်ဒီတော့ပြောထားအောင်ကျွန်တော်လာတက်နေနေဒီမှာမတော်တဆပါကွယ်အန်ဒီဆုံးမလိုက်မယ်နော်ဟဲ့တာမတက်နေအောင်နော်ခွေးမသားကိုဟုတ်ကဲ့ပါမေမေဟဲ့မင်းပေါက်လားမေပါငါ့လာမစိုးစမ်းငါမပေါက်လို့ပေါ့ရောငါပြင်နေကြီးရောဖေးရောနဲဘောင်းနန်းအောင်တေချာနန်းရောတေချာနန်းကြီးငါပေါက်လားအမနန်းလားဟုတ်တယ်ရောက်နေမင်းတို့လမ်းမကြီးမှာကွာကြွက်ချင်းတွေကိုတော်ကြတော့ကွာရောက်ရင်းကြီးတော်တော့ရောက်နေတော်တော့ရောက်နေဘာကောင်းနေလဲကွာအချင်းတွေကိုကွာရောက်နေငါပြောလို့မကောင်းလို့တော့မင်းတို့ချလေငါဝမ်းတာလေးပဲနော်ရောက်နေတော်တော့နော်ဒီလိုညာတိုင်းငါနဲ့မင်းအတူဟောင်းခွင့်ရှိရဲ့အတိုင်းထက်ဆက်ကဘာဖြစ်တာလဲမသိဘူးကွာစိတ်ရှိတယ်နော်ခလုတ်တွေရှောက်နှိပ်ပလိုက်မှာကွာလူသေးလေဘယ်သူနဲ့ချက်နေရတော့မပြောနဲ့တော့ online shopping ကနေပစ္စည်းတွေမမှားရင်ပြီးတာပဲနော်ရေးစားထားတာလည်းမလွယ်ပါလားညတိုင်းအကြောင်းမရှိအကြောင်းရှာပြီးမဟုတ်ဘူးရေးနေတယ်လေအေးပြတ်တယ်ကွာအေးပြတ်တယ်ဆိုလို့ငါအိုက်တော်ကြီးတချင်းအောင်သွားတတိရမိတယ်အိုက်တော်ကြီးကောင်းရသူကတိလာပါစီဗျာကောင်းရသူကတိလာပါစေ